အားလုံးပဲမင်္ဂလာပါ Bikers Dream Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ compare လေးလုပ်ပြီးသွားမှာတော့ Edison Scoopy Cycle နဲ့ Honda Scoopy Cycle နှစ်စီးကို comparison လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်ဒီ cycle နှစ်စီးကိုကျွန်တော်နှားရမ်းပြီးတော့အသုံးပြုခွင့်ပေးတာတော့ပသိမ်မျိုးကိုဝင်းအောင် motorcycle အယောင်းပြကန်းဖြစ်ပါတယ်အရင်ဆုံးဒီ cycle နှစ်စီးကိုအရင်ဆုံးဘာတိုင်းရှင်ပေးရမလဲဆိုဈေးနှုန်းပေါ့နော်ဈေးနှုန်းအနေနဲ့ဆိုရင်နှစ်စီးလုံးကတော့ license နဲ့ဖြစ်ပါတယ်ဒီကောင်ကတော့ Yaplet license ကိုမှ A11 license ဖြစ်ပြီးတော့ဒီကောင်ကတော့ Yaplet license ကိုနေပြီးတော့ license နဲ့ရမှာဖြစ်ပါတယ်ဈေးနှုန်းအနေနဲ့ကတော့ဒီကောင်ကတော့88သိန်းဖြစ်ပြီးတော့ဒီကောင်ကတော့195သိန်းပေါ့ဒါကတော့လက်ရှိကျွန်တော်တို့ဒီနေ့ဈေးဖြစ်ပါတယ်အရင်ဆုံးဒီ cycle နှစ်စီးကိုနှိုင်းရှင်ပြီးတော့ဘာတွေကွာလဲဆိုတာပြောပြရမယ်ဆိုရင်အရင်ဆုံးကျွန်တော်ဂွေးနဲ့တာယာလေးကစပြောမယ်နော်အရင်ဆုံးဂွေအနေနဲ့ကတော့ဒီကောင်ကတော့ရှေ့ဘိန်းရောနောက်ဘိန်းရော14လက်မှတ်ဂွေပေါ့နော်14လက်မှတ်ဂွေလာမယ်ရှေ့ကိုရှေ့တာယာက80 90ဆိုင်တယ်နောက်တာယာက90 90ဆိုင်တယ်လာမှာဖြစ်ပါတယ်ဘရိတ်ကတော့ရှေ့ disc brake နဲ့နောက်က shoe brake ပေါ့နော်Honda ကတော့သူ့ရဲ့အရင်တည်းကထုံးစံအတိုင်းသူကတော့12လက်မှတ်ဂွေပေါ့12လက်မှတ်ဂွေကိုအရှိ190စိုက်တာယာနဲ့နောက်က110 90စိုက်တာယာပေါ့နော်အဲ့လိုနိုင်ရှင်လိုက်ရင်တော့ဒီ Honda ရဲ့တာယာတွေကတော့ဂွေသေးပြီးတော့သေးနဲ့အလုံးကိုကြီးတယ်ပေါ့နော်ဒီကောင်တွေကတော့ဂွေနည်းနည်းကြီးပြီးတော့အလုံးစိုက်ကြတော့နည်းနည်းပိုသေးသွားမယ်သူ့ရဲ့ spoke ပေါ့နော်ဟိုဒလက်ပဲပြောပါတော့ဒလက်ပုံစံကတော့ဒီကောင်ကတော့ Honda ရဲ့အရင်တော့ပုံစံဟောင်းဒလက်ပုံစံနဲ့ပဲလာမှာပေါ့14လက်မှတ်ဂွေတိုက်ကိုဒီတော့ပုံစံဟောင်းနဲ့ပဲလာမယ်အခုနောက်ပိုင်းမှာတော့ဒီ2026မှာတော့သူ့ရဲ့ spoke ကတော့ပြောင်းသွားပြီအရင်တော့ဒီအလေရလို့အပေါက်နဲ့မဟုတ်တော့ဘူးနဲ့သူကဟိုအပြည့်စိုက်ဖြစ်သွားအပြည့်ပုံစံဖြစ်သွားပါတော့အဲ့ဒါတော့ဂွေပေါ့ဒါနောက်ပြီးတော့ဒီကောင်ကတော့ရိုးရိုးသူကဟို brake hole တွေကိုသူကအနည်းပဲသုံးပေးထားတယ်ဒီကောင်ကတော့ fancy ကြလေးအနီလေးတွေနဲ့သုံးပေးထားတယ်နှစ်စီးလုံးကတော့ရှေ့ disc brake နဲ့နောက် shoe brake တွေပဲပေါ့နော်ပြီးတော့နောက်ပြီးတော့လည်းသူကလည်းဒီ cycle ကလည်းဟိုပါတယ်ဗျcombine brake ပါတယ်ပေါ့နော် combine brake ပါတယ်ရှေ့ brake ကိုရှေ့ brake နဲ့နောက် brake ကိုချိတ်ပေးထားတယ်ပေါ့နော်နောက် brake ဆိုရင်ရှေ့ brake ကလည်း light ချိတ်ပေးမယ် combine brake လေးထည့်ပေးထားတယ်အဲ့ဒါတော့ Honda နဲ့အတူတူပဲအဲ့လိုမျိုးထည့်ပေးထားတယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့သူ့ရဲ့မီးသီးပေါ့နော်ရှေ့မီးသီးရမှာဒီမှာဒီကောင်အကူကတော့မီးခွင်ထားတယ်ဒီဆိုင်လက်မီးကဒီကောင်ကျတော့ဖြူတဲ့အယောင်ဘက်ကိုသွားတယ်ပေါ့နော်ဖြူတဲ့အယောင်ဘက်ကိုသွားတယ်ပြီးရင်သူ့ရဲ့စိုင်မီးတဲ့မီးကဒီလိုဒီအလဲကောင်ကစိုင်မီးပေါ့နော်အလဲကောင်က running light ပေါ့ဒီကောင်ကတော့တဲ့မီးပေါ့ဘေးနှစ်ခုကတဲ့မီး Honda မှာကျအဲ့လိုမဟုတ် Honda မှာကျတော့သူကဒီလိုမျိုးသူကအလဲရတဲ့မီးဘေးနှစ်ခုကစိုင်မီးအဲ့လိုပဲဘေးနဲ့အလဲလေးတော့ကွာသွားတယ်ပေါ့ပြီးရင်ဒီ time running light ကလည်းဒီလိုမျိုးလေးသူကကျတော့အယောင်နဲ့ပိုကြည့်တယ်ပိတ်ထားရင်ဒီလိုကြည်လေးဖွင့်ထားရင်လည်းသူကကြည်လင်းလေးလို့ပေါက်တယ်အဲ့လိုမျိုးတော့ကွာတယ် Honda နဲ့ Edison ကနောက်ပြီးတော့သူက signal မီးမှာလည်း signal မီးကတော့သူက signal မီးမှာသူဒီဘေးကအကြည်လေးဆိုပေမဲ့သူကဒီအလယ်မှာကျတော့ရှစ်တက်တဲ့အကြည်ဒီမီးသီးကိုတိုက်ရိုက်မမြင်အောင်သူအဝါလေးထည့်ပေးတာဟို Edison မှာကျတော့လို့မဟုတ် Edison မှာကျတော့ဒီအိုက်တော့အကုန်လုံးရိုးအကြည်လေးပေါ့နော်ပြီးရင်လည်းရေအုပ်ဟိုဟာလေးတွေကသူက fancy နတ်လေးတွေတက်ပေးထားတယ် Honda ကတော့ရိုးတာမှန်ပဲအဲ့တော့ဟိုဘက်ဘေးတစ်ချက်ကြည့်အောင်ဒီဘက်ဘေးတစ်ချက်ကြည့်မှဆိုရင်နောက်တစ်ခုကွာတာကတော့ဒီကပေါ့နော်ဒီဘက်ထရီအောက်ပေါ့နော်ဒီကောင်ကတော့ဒီဘက်ဘေးလေးကိုစောင်းလာတယ်ဟိုဘက်က Honda မှာကျတော့သူကအလယ်မှာပဲကြီးလုပ်ပေးထားတယ်အဲ့ဒီဟာလေးတစ်ခုကွာတယ်ပြီးရင်ဒီကောင်ကျတော့ဒီမှာလေဝင်ပေါက်လေးတွေပါတယ်ဒီမှာလေဝင်ပေါက်လေးတွေထည့်ပေးထားတယ်Honda မှာတော့မပါဘူးအဲ့ဒီဟာလေးကွာတယ်ပြီးရင်နောက်ဘက်တစ်ခုကျတော့ဒီမှာကျတော့AJ2 scooter ဆိုပြီးတော့ Prestige ဆိုပြီးတော့နာမည်လေးရေးထားတယ် Honda မှာတော့လို့မဟုတ်ဘူး Honda မှာတော့ 2B လက်တွဲဒီလိုပဲပါဒီဘက်ပုံစံမတူတာကတော့သူကတော့ပန်ကာအုပ်ပေါ့နော်ဒီမှာကျတော့ဆက်ဝိုင်းပုံစံလေးနဲ့ပေါ့ဆက်ဝိုင်းပုံစံလေးနဲ့ဟိုတာပိုင်းတစ်လက်လေးပုံစံလုပ်ထားတယ်Honda မှာကတော့သူကဟိုပြားကွက်ပုံစံလေးပေါ့နော်ပြားကွက်ပုံစံတိုင်းလုပ်ထားတယ်နောက်တစ်ခုကတော့အိတ်ဇောကာပါပေါ့နော်ဒီအိတ်ဇောကာပါကတော့အရင်တော့2020တို့2021တို့ကာပါလိုမျိုးပဲဒီပုံစံနဲ့သွားတူတယ်ဟိုပုံစံပြောင်းသွားတာမရှိဘူးပေါ့Hondaကတော့နောက်ပိုင်းလေးမှာသူကဟိုဟာလေးပြောင်းသွားတယ်အပေါ်ပိုင်းရှူးလေးနဲ့အောက်ပိုင်းကားလေးအဲ့လိုမျိုးပုံစံပေါက်သွားပါနော်ကျန်တဲ့ပုံစံတွေကတော့အတူတူပဲလို့ပြောလို့ရပါတယ်နောက်မီးတွေလည်းဒီဇိုင်းကတော့ပုံစံကတော့အတူတူပဲပေါ့နော်အကုန်လုံးဒီဇိုင်းအတူတူပဲဒါပေမဲ့ဟိုရှစ် signal မီဒီမှာလို့ပဲသူကဒီနားလေးမှာအကြည့်လေးပဲHonda မှာကျတော့အိုင်နာလေးမှာသူကနည်းနည်းလေးဝါပေးထားတယ်အဲ့လိုလေးတော့အသေးစိတ်တော့ကွာတာပေါ့နော်ပြီးနောက်မနက်ကဒီမှာကျတော့သူက texture လေးထည့်ပေးထားရပေါ့ဘယ်လိုခေါ်မလဲ texture အကျန်းသားလေးပေါ့နော်ဒီဘေးကတော့ရိုးအကျန်းဒီအလဲမှာကျတော့ဒီလိုပြုတ်ကလေးထည့်ပေးထားတယ်
ဟိုမှာကျတော့မတူသူကကျတော့ရိုးဒီဘေးတွေဟိုဟာတွေကတော့အကုန်လုံးအသားကတော့ဒီတိုင်းဒီလိုအကျန်းကုန်တယ်ပုံစံနဲ့ပဲပေါ့နော်အဲ့ဒါလေးကြွားမယ်နောက်ပြီးတော့တောဖွင့်ရတဲ့ပုံစံပေါ့နော်ဟိုနာဘိန်းတွေမှာတော့ဒီဟာလေးကတော့အနက်ရောင်နဲ့ပဲလာတာပေါ့သူကတော့ဒီလိုမျိုး silver color လေးလုပ်ပေးထားတယ်တောဖွင့်ရတာကြတော့မတူဘူးဟိုနာတွေမှာကျတော့ရိုးဒီကောင်ကိုဖိလိုက်ပြီးဆိုတာနဲ့တခါလေးလှည့်လိုက်ရင်ပွင့်တယ်အဲ့ဒီကောင်မှာကျတော့ဒီကောင်ဒီ edition မှာကျအဲ့လိုမဟုတ်ဘူးသူကအရင်ဆုံးဒီလိုပုတ်ခလုတ်ကလေးကိုတစ်ချက်နှိပ်ပေးလိုက်ရတယ်အဲ့လိုဆိုတော့မှဒီဆိုမီးလေးလင်းလာတော့မှတော်လေးကိုလှည့်ပြီးဖွင့်လို့ရတယ်ဒိုင်ခွက်ကတော့ဘာမှမထူးအကုန်လုံးအတူတူလောက်ပဲပေါ့နော်သူကတော့trip နဲ့ auto ပဲပါတယ်သူ့မှာကီလိုမီတာပါလီတာတို့အများဆုံးမောင်းနိုင်မဲ့ကီလိုမီတာတို့1လီတာကိုကီလိုဘယ်လောက်စားလဲတို့အဲ့ဒါတွေတွက်ချက်ပေးထားတာတော့သူ့စီမှာမပါဘူးရိုး total ကီလိုမီတာနဲ့ trip ကီလိုမီတာအဲ့နှစ်ခုပဲပါမယ်အဲ့ဒါ signal မီးတွေလင်းတာကတော့ဒီပေါ့နော်သူ့မှာဒီကလုံးမှာဒီ edition မှာတခုရှိတာဟိုနာမှာဆိုရင်ဒီမှာဆိုရင်အောက်မီးပေါ့နော်ဒီလိုဆိုရင်တော့ဒယ်မီးအဲ့လိုပဲပါမယ်ဒါပေမဲ့ तू ကတော့ဒီအောက်မှာ fast မီးလေးပါတယ်ပြီးတော့မှဒါဒယ်မီးပေါ့နော်ကိုကလုံး30ပါတဲ့ပုံစံမျိုးပေါ့အောက်ဆုံးက fast အလဲရကြတော့အောက်မီးနဲ့ခြေဆုံးကဒယ်မီးပေါ့နော် तू ကကြအဲ့လိုပုံစံလေးတက်သွားတယ်ပြီးရင်နောက်ပြီးတော့သူ့တော့ကိုဖွင့်မယ်ဆိုရင်တော့စမကီးနဲ့မဖွင့်ရင်လည်းနောက်ပြီးတော့တနည်းဖွင့်လို့ရသေးတယ်ကျွန်တော်ဒီမှာတော့လေးပါတယ်တော်လေးဆွဲထုတ်လိုက်လို့ရတယ်ဆွဲထုတ်ပြီးရင်ဒီအပေါက်ကဒီနေရာလေးကိုဖွင့်ပြီးရင်တော်လေးကိုဒီလိုထိုးထည့်လိုက်ထိုးထည့်ပြီးရင်ဆွဲလဲလိုက်တာနဲ့နောက်ဆိုရင်တော့နဲ့ဖွင့်လို့ရမှာပေါ့နော်အဲ့ဒီတနည်းနဲ့လည်းဖွင့်လို့ရတယ် remove နဲ့မဟုတ်ဘဲနဲ့တော့နဲ့လည်းဒါလိုက်ဖွင့်လို့ရတယ်ပေါ့နော်ပြီးရင်တော်လေးကိုဒီတိုင်းလေးပြန်ထည့်လိုက်ဒီနောက်ဆိုကြတယ်သူ့မှာလည်းဟိုနာလိုပဲဒီမှာပစ္စည်းချိတ်ဖို့တက်လေးပါတယ်ပုံစံလေးကတော့မတူဘူးပေါ့နော်ဟိုဘက်ကတော့ဒီကတော့သေးသေးဝိုင်းဝိုင်းအပေါ်လှန်တဲ့ပုံစံမျိုးပြီးရင်လည်းသူလည်းဒီလိုမျိုးခောက်ပြီးတော့တင်လို့ရတယ်ဒီကောင်ကတော့ဒီကောင်လည်းခောက်တင်လို့ရတယ်ဒီကောင်ကတော့ညာခောက်ပေါ့ဟိုကောင်ကဘယ်ခောက်ပြီးရင်ဒီကောင်ကတော့တော့ထည့်ခြင်းเนาะဒီလိုလေးထည့်ရမယ်ဘေးဘက်လေးကိုတွဲပြီးတော့အဲ့လိုလေးထည့်ရအောင်တင်ဒီခောက်ထားလို့ရတယ်ပြီးဒီမှာလည်းသူ့ဘောက်ကလည်းဟွန်ဒါလိုပဲပါမယ်ပြီးရင်အထဲမှာလည်း USB အကြီးပေါ့ USB ကောင်းအကြီးနှစ်ပေါက်ပါမယ်အားသွင်းဖို့အတွက်ဒါတော့ဒီ edition ရဲ့တော့ပုံစံအနေထားလေးတွေရဲ့တိုင်ခွက်အနေထားလေးပေါ့နော်သိတော့မကွာဘူးခက်စင်စင်လေးတော့အကုန်လုံးတူတယ်ပေါ့ဟွန်ဒါကတော့ထုံးစံအတိုင်းဒါဟွန်ဒါကတော့သိတဲ့အတိုင်းပဲပေါ့တော့ဖွင့်မယ်ဆိုရင်ထိုးထည့်မယ်အတန်းကြီးပြီဆိုရင်တစ်ချက်ဖွင့်မယ်ဒါဆိုအုံးဖွင့်လို့ရမယ်နောက်တစ်ချက်ဖွင့်လိုက်မယ်ဆိုရင်တော့ဒါလင်းမယ်ဆက်နှိုးလို့ရမယ်ဒါကတော့ဒီပြီးသားပေါ့နောက်တစ်ခုကတော့အင်ဂျင်ပေါ့ဒီဘက်ကိုလာအင်ဂျင်ပေါ့နော်ဒါဆိုဟိုနာကတော့သိတဲ့အတိုင်း ESPN Smart Power ဆိုတဲ့သူ့ရဲ့ engine system နဲ့လာမှာပေါ့နှစ်စီးလုံးကတော့ auto gear ဆိုတဲ့အတိုင်းပဲနောက်က CVT gear နဲ့လာမှာပေါ့နော်နောက်တစ်ခုကကြမတူတာကြတော့ဒီနောက်လေးကိုနဲ့လာဒီနားလေးကရိုက်ဒါဖောက်ကတော့သူကတော့ဒီလိုပုံစံအသေးတစ်ချောင်းနဲ့လာမယ်ဒီစင်ကတော့သူကလေအိုးတော့ထည့်ပေးထားတယ်ကြာဦးမယ်လေအိုးတော့ထည့်ပေးထားတယ်လေအိုးကပါလားမပါလားတော့ကျွန်တော်လည်းမသိဘူးစမ်းကြည့်ဘူးတဲ့ဒီမှာပဲသိသူကတော့ spring point နဲ့ကြည့်ပဲနောက်မှလေအိုးပါမယ်နော်အလှပဲထည့်ထားတာလားတကယ်ထည့်ပေးထားတာတော့မသိဘူးအဲ့လိုမျိုးနောက်တဲ့အင်ဂျင်ကိုပြောမယ်ဆိုရင်တော့နှစ်စီးလုံးကတော့ one time engine ပဲပေါ့နော်အတူတူပဲဒါပေမဲ့ဟိုနာမှာကျတော့EFI စနစ်တွေပြီးရင် ESP ဆိုတဲ့ smart power စနစ်တွေပါတဲ့အတွက်C4 စားတယ်လို့တော့ပြောကြတယ်နောက်ပြီးတော့နောက်တစ်ခု engine မှာတစ်ခုပွာတာကျတော့ starter motor ပေါ့ starter motor ဒီကောင်တွေကျတော့ရိုးရိုးကာဗွန်မော်တာဆိုတော့ဆက်လို့တဲ့အချိန်မှာကျွန်တော်တို့ရိုးရိုးဆိုင်ကယ်တွေလိုမျိုးနှိုးရင်မော်တာတန်ကြီးထွက်တယ်ပေါ့မော်တာတန်ထွက်တယ်ဒါပေမဲ့ Honda တွေကျတော့အဲ့လိုမဟုတ်တော့ဘူးHonda တွေမှာ click တို့ဒီ auto gear တွေအကုန်လုံးက ACG motor ပေါ့နော် alternating current generator ဆိုတဲ့ motor ကိုသုံးလာတယ်အဲ့ဒီ motor နှစ်ခုကဘာကွာလဲဆိုတော့ဒီကောင်ကျတော့ရိုးရိုး motor ပဲ engine နှိုးဖို့အတွက်ပဲသုံးတယ်ဟိုကောင်ကျတော့ဘာအတွက်သုံးလဲဆိုတော့သူက engine နှိုးတဲ့အချိန်မှာအဲ့ဒီ motor က starter motor အနေနဲ့လှုပ်ပြီးတော့ engine နှိုးပြီးတော့ engine နှိုးသွားတဲ့အချိန်မှာသူက
alternating current generator ပေါ့နော် AC မီးလျှက်စစ်ကိုထုတ်ပေးတယ် generator လိုမျိုးအလုပ်လုပ်ပေးတာပေါ့ Honda တွေမှာကြတော့အဲ့ဒီနှစ်ခုကွာတာပေါ့နော်နောက်ဆုံးကျွန်တော်နောက်အချိန်ရရင်လည်းကျွန်တော်အဲ့ဒီ motor တွေအကြောင်းအသေးစိတ်လေးကျွန်တော်ညီပညာပိုင်းဆိုင်ရာ sharing လေးလုပ်ပေးပါအောင်ပဲအခုလောဆယ်တော့ဒီ motor နှစ်ခုပဲမတူတဲ့အကြောင်းလေးကိုလည်းပြောပြတာဖြစ်ပါတယ်ကဲအဲ့တော့ဆိုင်ကယ်တစ်စီးလုံးကတော့ Scoopy ဆိုတဲ့အတိုင်း Scoopy design ပုံစံပဲပေါ့နော်လှပပကြောရနဲ့စီးလို့ရမယ်ဒါပေမဲ့လည်း quality ကောင်းတာကိုစီးကျင်တယ်ဆိုရင်တော့ Honda ကိုစီးပေါ့နော် quality ကောင်းတာကိုစီးကျင် Honda ကိုစီးဒါပေမဲ့ဈေးလည်းမတက်နိုင်ဘူး Honda လောက်လည်းမဖြစ်လဲရတယ် Scoopy ပုံစံကိုစီးကျင်တယ်ဆိုရင်တော့အဒီဇင်တွေကရွေးချယ်လို့ရပါတယ်ဘာလို့လဲဆိုတော့သူတို့ကလည်းဈေးကလည်းမနည်းကွာတယ်ဆိုတော့သူဈေးတန်းနဲ့လက်ရောညီတွေတဲ့ quality တော့ရမှာပေါ့နော် Honda တွေကယူရင်တော့လဲ Honda ရဲ့ quality ရဆိုအဒီဇင်တွေကဆိုရင်တော့လဲအဒီဇင်တွေက quality ရတာပေါ့သူကလည်းသူတော့အဆင်ပြေပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဒီဗီဒီယိုဆုံးမှာ Honda တွေရဲ့ smart key ဥပမာပျောက်သွားလို့ပဲဖြစ်ဖြစ်မေ့ကြံခဲ့လို့ပဲဖြစ်ဖြစ်smart key မပါဘဲနဲ့ဆက်နှိုးတဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုနောက်ဆုံးလေးမှာ share ပေးချင်ပါတယ်အဲ့တော့ဗီဒီယိုနောက်ဆုံးလေးကြည့်ပေးပါနော်ဒီလောက်ဆိုရင်လည်းကျွန်တော် comparison ကနည်းနည်းဆုံးလောက်ပြီလို့ထင်ပါတယ်လိုအပ်တာများရှိခဲ့ရင်လည်းကျွန်တော် comment မှာအောက်မှာသိတဲ့လူတွေကနည်းနည်းဝင်ပြီးတော့ဆွေးနွေးပေးသွားလို့ရပါတယ်ကြည့်ဒီနေ့တော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးတော့မှာတော့ကျွန်တော်တို့ smart key မပါဘဲနဲ့ Honda Scoopy ဆိုင်ကယ်တွေကိုဆက်နှိုးတဲ့နည်းပဲဖြစ်ပါတယ်တကယ်၍ smart key ကအားကုန်သွားတော့ဖြစ်ဖြစ် smart key တနေရာမှာပျောက်ကျန်ခဲ့တာပဲဖြစ်ဖြစ်အိမ်မှာကျန်ခဲ့တာပဲဖြစ်ဖြစ်အရေးပေါ်ဆက်နှိုးပြီးတော့တနေရာနဲ့တနေရာမောင်းပြီးတော့အရေးပေါ်သွားလို့ရအောင်ဆိုတော့ကျွန်တော်ဆက်နှုံးနည်းလေးကြပါဖြစ်ပါတယ်။smart key မပါပေမဲ့လည်းကျွန်တော်ဆိုင်ကယ်ဝယ်မှာပါတယ်ဆိုင်ကယ်ဝယ်တဲ့အချိန်မှာပါတယ်ဟိုလိုဘားကုတ်ပေါ့နော်။ဘားကုတ်လေးတော့ဘားကုတ်ကနံပါတ်လေးအပြည့်စုံတော့သိဖို့လိုပါတယ်။အဲ့နံပါတ်နဲ့ပဲနှိုးရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မိမိဆိုင်ကယ်ရဲ့ဘားကုတ်နံပါတ်ကိုလည်းဘယ်သူမှမသိအောင်လို့မိမိတယောက်တည်းပဲသိအောင်လို့သိသေးထားဖို့လိုပါတယ်။ဒီဘားကုတ်သိမယ်ဆိုရင်အဲ့ဒီနည်းနဲ့ဖွင့်ပြီးတော့ဆိုင်ကယ်ကိုယူလို့ရတာဖြစ်တဲ့မိမိဆိုင်ကယ်ဘားကုတ်ကိုတော့ဘယ်သူမှမသိအောင်လွတ်ဝတ်ထားဖို့လိုပါတယ်။အဲ့တော့ကျွန်တော်အရင်ဆုံး smart key လေးနဲ့ထိုးတဲ့အပြတ်နော် smart key ဒါကတော့ဒီဟာဆိုင်ကယ်ကြီးပါထိုးလိုက်ပြီအဲဆိုတော့တော့ဖွင့်လို့ရပါတယ်အဲ့တော့ကျွန်တော်တော့ပိတ်မယ် smart key ကိုမထားလိုက်မယ်နော်အဲ့တော့နှိုးပြမယ်ရေဦးဆုံး3စဖွင့်မယ်ဆိုရင်ဘာရေလောက်ရမလဲဆိုတော့ဒီ key ကို3စက္ကန့်လောက်နှိပ်ထားမှာဖြစ်ပါတယ်အဲ့3စက္ကန့်နှိပ်ရင်ဒီနားမှာမီးလေး blink အရင်ခုန်လာလိုက်မယ်နော်ဒါစနှိပ်မယ်ဒီနေတော့အဲ့တော့ဒီလိုခုန်တဲ့အချိန်မှာတစ်ချက်နှိပ်လိုက်ပါအဲ့လိုဆိုရင် key စထည့်လို့ရပါပြီအဲ့ဒီအချိန်မှာကျွန်တော်0ဆိုတော့မထည့်ပါဘူးအဲ့ဒုတိယဒီလိုဖြစ်တဲ့အချိန်ကျမှစထည့်မယ်2ဆိုတော့ဒီ2နောက်ချက်ကုန်ပြီ1ဆိုတော့1တစ်ချက်8ချက်1 2 3 4 5 6 7 8 3အဲ့လိုခုံပြီးတဲ့အချိန်မှာနောက်ဆုံးကဏ္ဍ0ဆိုတော့ကျွန်တော်မနှိပ်ဘဲနဲ့ထားလိုက်ပြီနော်အဲ့လိုမြည်သွားရင်တော့တော့ဖွင့်လို့ရပါပြီအဲ့ဒါဆိုရင်တော့ဒီဟာကတော့တော့မပါဘဲနဲ့ကျွန်တော်တို့ဆိုင်ကယ်ရဲ့ကုန်းနံပါတ်နဲ့ဆိုင်ကယ်ဆက်နှိုးနည်းဖြစ်ပါတယ်ဒါရေးပေါ်သုံးလို့ရအောင်အတွက် share ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒီနံပါတ်မသိစေချင်တဲ့အတွက်ကျွန်တော်ဂျားထဲမှာတော့ကဏ္ဍ3-4လုံးလောက်ကိုကျွန်တော်ရိုက်မပြဘဲနဲ့ဖြတ်ထားခဲ့ပါမယ်ခြေဆုံးကဏ္ဍနဲ့နောက်ဆုံးကဏ္ဍပဲကျွန်တော်ရိုက်ကြတယ်နော်ဒါတော့ဘာလို့လဲဆိုတော့ဒီကုန်းနံပါတ်ကိုအများကြီးမှဆိုတဲ့အတွက်ကျွန်တော်ခြံထားခဲ့ခြင်းဖြစ်ပါတယ်ဘုသူတရကြလိုက်မယ်လို့ပြောလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်